တက္ကာယဒိဋ္ဌိဆိုတာဘာတော့တာကာယဒိဋ္ဌိစကလုံးသုံးလုံးပေါင်းထားတာတာရဲ့ကာယရဲ့ဒိဋ္ဌိဟုတ်လားတာဆိုတာထင်ရှားဖြစ်နေတဲ့ကာယဆိုတာယုံနာအပေါင်းစုဟုတ်လားဒိဋ္ဌိဆိုတာအဲ့ဒါရဲ့ပုံမှာအထင်မြင်မှားနေတာဟုတ်လားတဲ့ရှင်းရှင်းပြောရရင်သူဟာသူအကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သူသဘောသူဆောင်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝတရားရဲ့အပေါ်မှာငါလို့သူလို့ဥက္ကိုတတ္တဝါလို့စိတ်ထဲကနော်ထင်မှားနေတဲ့သဘောကိုဒါတက္ကာယဒိဋ္ဌိလို့ခေါ်တာဟုတ်လားတကယ်တမ်းကဘုံဘုံတို့ငါလို့သူလို့နော်ချစ်တဲ့သူမုန်းတဲ့သူအမျိုးမျိုးနော်မှတ်ယူဆွဲလန်းပြီးတော့ထင်မှားမြင်မှားဖြစ်နေတဲ့ဒီသဘာဝတရားကြီးဟာဘယ်ရာရဲ့ပုံမှာအထင်မှားနေတာလို့ဆိုရင်ယုံနာရဲ့ပုံမှာပဲအထင်မှားနေတာဟုတ်လားယုံနာရဲ့ပုံမှာပဲအမျိုးမျိုးထင်နေတာယုံဆိုတာဖောက်ပြန်မှုနာဆိုတာအာယုံကိုသိမှုနော်ခံစားမှုမှတ်သားမှုတုံ့ပြန်မှုဒီသဘာဝတရားတွေနားလည်ကြပြီးသားဟုတ်လားအဲ့ဒါလို့သူ့ဟာသူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝတရားတွေပဲဒါတွေကနော်ဘယ်တော့မှစပြီးတော့စဖြစ်လာတယ်လို့ဒီအစကိုမြင်ဖို့တော့မဖြစ်နိုင်တော့အောင်ကိုပဲရှည်လျားလှပြီလို့မြတ်စွာဘုရားတန်တရားရဲ့အစဒီလိုမျိုးဟောတယ်ဟုတ်လားတန်တရားရဲ့အစမသိနိုင်တော့အောင်ကိုပဲရှည်လျားခဲ့ပြီသူဟာသူပဲကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့တဘာဝအစဉ်ပဲဘဝဆိုတာဟုတ်လားသို့တော့ဒါတွေရဲ့ပုံမှာဘုံဘုံတို့ကအမြင်မှန်ရအောင်အမြင်ရှင်းသွားအောင်တတိပဋ္ဌာန်တရားကိုတော့ကြိုးစားအားထုတ်မှုပြည့်ပြည့်ဝဝမရှိတဲ့အတွက်ကြောင့်ဒါတွေရဲ့ပုံမှာဘုံဘုံတို့ကအလွန်မှအထင်မှားတယ်အမြင်မှားတယ်အထူးသဖြင့်တော့ပုဂ္ဂိုလ်တ attva လို့ထင်တဲ့ကိစ္စပေါ့နော်တက္ကာယဒိဋ္ဌိအဲ့ဒီအထင်မှားမှုအမြင်မှားမှုကိုသာလေမြတ်စွာဘုရားဒီမှာပါတော့ဘဝမှာအရေးအကြီးဆုံးလုပ်ငန်းတစ်ခုအနေနဲ့ဒါကိုဖေရှားဖို့လုပ်တဲ့လုပ်ငန်းကိုအရေးအကြီးဆုံးလုပ်ငန်းတစ်ခုအနေနဲ့နားလည်ထားရမယ်ဒါကိုဖေရှားနိုင်တဲ့အနေအထားဟာဘဝမှာအရေးကြီးဆုံးပဲဒီသဘောလေးကိုမြတ်စွာဘုရားကပြောပြတာဟုတ်လားအဲ့တော့ဘုန်းတို့ဘဝမှာဘယ်ရာဟာအရေးကြီးဆုံးလဲဘယ်လို့ဟာအရေးကြီးဆုံးလို့လဲဆိုတာလေးကိုစောစောကတရားဏိဒန်းစစရင်ပြောခဲ့တယ်နော်တူစီတယောက်စီကိုမေးမယ်ဆိုရင်ကိုကြိုက်တယ်လို့ကိုအထင်မြင်မော်မာမှုတည်ပြီးတော့အဖြေတွေကတော့အမျိုးမျိုးကွဲလွဲနေမှာပေါ့ဟုတ်လားအဲ့ဒါတွေကိုပြောဆိုနေရညင်းလို့ခုံလို့ပြီးတော့မှမဟုတ်တော့ဘူးဟုတ်လားဒါကြောင့်အလုံးစုံကိုသိတော်မူမြင်တော်မူတဲ့တပ္ပယုဒဉာဏ်ရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့နော်အမှန်သိထားတဲ့နော်အတိဘောကိုအခြေခံပြီးတော့ပြောခဲ့တဲ့နော်ဒီအမြင်ဒီအယူဆကိုပဲဘုံဘုံတို့ဟာနော်မူသေးထားပြီးတော့ဒါကိုပဲအမှန်အကန်လို့ယုံကြည်ပြီးတော့ကိုလည်းပဲဘဝမှာအရေးကြီးဆုံးလို့ဟာတက္ကာယဒိဋ္ဌိကိုဖယ်ရှားတဲ့အလုပ်ဟာအရေးကြီးဆုံးအလုပ်လို့ဒီလိုမျိုးနားလည်သင့်တယ်ဟုတ်လားအဲ့တော့ဒီနေရာမှာဆက်ပြီးတော့ဘာကြောင့်တက္ကာယဒိဋ္ဌိကိုဖယ်ရှားတဲ့လုပ်ကိုအရေးကြီးဆုံးလုပ်လို့ပြောရတယ်လေတော့ဘုရားရှင်ကိုရမြတ်ကြီးကနောက်ကောင်းမှလောင်နေတဲ့မိကိုငြိမ့်တယ်လို့မျိုးရင်မှရှူနေတဲ့လှမ်းကိုနှုတ်တယ်လို့မျိုးတက္ကာယဒိဋ္ဌိကိုဖယ်ရှားရမယ်လို့ဘာကြောင့်ဒီလောက်ထိနော်အရေးကြီးလုပ်ရမယ်ဆိုတာကိုပုံပေါ်ဖို့အတွက်နော်အလွန်မှကိုပဲထိရောက်တဲ့ပြင်းထန်တဲ့ဥပမာပေးပြီးတော့ဟောရတယ်လေဟုတ်လားတက္ကာယဒိဋ္ဌိကဘလောက်တောင်နော်ကြောက်เสียကောင်းလို့လဲဘလောက်တောင်သူ့ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကဆိုးဝါးလို့လဲလို့မေးเสียရှိဒါလေးကိုဘုံဘုံတို့တဘာဝကြကြသူ့ရဲ့ဒီစိုးနိုင်တဲ့အစွမ်းတတ္တိတွေကိုဘုံဘုံတို့မြင်တယ်လို့တက္ကာယဒိဋ္ဌိကိုဖယ်ရှားဖို့အရေးကြီးတယ်လို့ဟောတဲ့ဒေသနာဟောလိုက်တယ်လို့ဘုံဘုံတို့ကပို့ပြီးတော့လက်ခံနိုင်မယ်ပေါ့နော်ဒါကြောင့်တက္ကာယဒိဋ္ဌိကဘလောက်ဆိုးတယ်လဲဆိုတာလေးကိုဘုံဘုံတို့ဒေသနာတော်တွေကိုပဲအခြေခံပြီးတော့နားလည်ကြည့်ကြမယ်ပေါ့နော်တော့တက္ကာယဒိဋ္ဌိကဘလို့ဆိုးလဲလို့မေးရင်ပြစ္ဆုတ်ပံလောလောဆယ်ဒီဘဝမသေးခင်ခိုက်တက်မှာလည်းပဲအမျိုးမျိုးသောတောကပရိဒေဝဒုက္ခဒေါမနတနော်ဥပါယတလို့ဆိုတဲ့စိုးရင်ချင်းငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းဆိုတဲ့တရားဆိုးတို့ဖြင့်လည်းပဲတတ္တဝါကိုနှိပ်စက်တတ်တယ်တက္ကာယဒိဋ္ဌိကဟုတ်လားပြီးတော့တန်တရားမှာလည်းပဲအလွန်ဆိုးရတဲ့ဘဝတွေကိုရစေတတ်တယ်အဓိကကတော့ဒီနှစ်ချက်ပဲဟုတ်လားအခုလောလောဆယ်ပြစ္ဆုတ်ပါမှာလည်းဆင်းရဲအောင်ပူလောင်အောင်နှိပ်စက်တတ်တယ်တော့တန်တရားမှာလည်းပဲငရဲတိဋ္ဌံပြိတာသူတကယ်လို့ဆိုတဲ့အပေလေးပုံနဲ့နော်မလွတ်ရအောင်နော်ချိတ်ဆက်ပေးထားတယ်သူ့ရဲ့ဘုံတို့ဆိုးတဲ့ဘက်